အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့မှာTelegram နဲ့ပတ်သက်တဲ့အကြောင်းအရာတခုကိုကျွန်တော်ပြောပြပေးသွားမှာပါဗျာ social နဲ့ပတ်သက်ပြီးတော့လူငယ်တွေ Telegram မှာပို့ပြီးတော့အသုံးများလာကြတယ်ဗျာဒီလိုမျိုးအသုံးပြုလာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ပထမဆုံးအခက်အခဲတွေနဲ့စပြီးတော့ရင်ဆိုင်ရပါတယ် Telegram မှာကျွန်တော်တို့ဗီဒီယိုထောင်းတာတွေကြားတာတွေgroup တွေ channel တွေပေါ့နော်ကျွန်တော်တကယ်ကြီးရဲ့စကားပြောအခါမှာ APM ရဲ့ပြဿနာတွေကအဓိကဒါဖြစ်တာရှိတဲ့ပြဿနာတွေပဲဖြစ်ပါတယ်ဗျာအခုလိုအခက်အခဲနဲ့ကြုံတွေ့ရတဲ့အခါမှာကျွန်တော်ဘက်ကအဆင်ပြေအောင်လို့ကျွန်တော်တို့ Premium နဲ့ငွေကုန်ကြခံပြီးတော့ဝယ်သုံးရပါတယ်ဗျာဒီဗီဒီယိုလေးထဲမှာတော့ကျွန်တော်ကနေပြီးတော့ Premium တွေကိုငွေကုန်ကြခံပြီးဝယ်သုံးစရာမလိုပဲတကယ်ချင်းတို့အားလုံး free လုံးဝသုံးလို့ရတော့အောင်ကျွန်တော်ကတော့ပြပြပေးသွားမှာဖြစ်ပါတယ်ဗျာဟုတ်ပြီဗျာဒီပုံလေးထဲမှာဆိုလို့ရှိရင်ဒါကကျွန်တော်တကယ်ချင်းတွေသုံးတဲ့လုံးဝ Premium ဝယ်ထားတဲ့ဒါပေါ့နော်လုံးဝရုပ်ရှင်တဲ့အကောင့်လေးတခုကိုကျွန်တော်တို့တွေ့မြင်ရမှာဖြစ်ပါတယ်ဗျာဒီရတော့ကျွန်တော်တို့ Premium ပေါ့နော်တိုက်ရိုက်ဝယ်ယူတဲ့နေရာပဲဖြစ်ပါတယ်ပြီးတော့ Telegram မှာရောင်းနေတဲ့ agency စီကနေလည်းတွားရောက်အလွယ်တကူဝယ်ယူရပါတယ်ဒါပေမဲ့ဒီຢာတွေကိုလုံးဝမလိုပါဘူးကျွန်တော်တို့ကဒါတော့တကယ်ချင်းတို့မြင်တွေ့နေရတဲ့အတိုင်းပဲကျွန်တော်ရဲ့ account ဒီလုံးဝ Premium မရှိပါဘူးဗျအခုတစ်ခါမှဆိုရင်တော့တကယ်ချင်းတို့ဒါကျွန်တော်ရဲ့ account Premium account ဖြစ်နေတာမြင်တွေ့နေရတာပဲဖြစ်ပါတယ်ဗျโอเคဗျာဒီ Premium account ကိုပြောင်းလဲရုံနဲ့ကျွန်တော်ဘက်ကငွေကုန်ကြတစ်ပြားတစ်ချက်မှလုံးဝကုန်ကြတော့တာမျိုးမရှိပါဘူးဗျတကယ်ကြီးတွေအတွက် social မှာပေါ့နော် Telegram နဲ့ပတ်သက်ပြီးငွေကုန်ကြမခံချင်ဘူးဆိုရင်တော့ကျွန်တော်ပြောတဲ့အတိုင်းလေးလိုက်လို့လိုက်မယ်ဆိုရင်အားလုံးအဆင်ပြေသွားပါမယ်ဗျအရင်ခက်ခဲရတော့မရှိပါဘူးဗျတကယ်ချင်းတို့လက်ရှိသုံးနေတဲ့ Telegram ကိုအရင်ဆုံး delete လုပ်လိုက်ပါပြီးပြီဆိုတာနဲ့ကျွန်တော်ဗီဒီယိုအောက်လေးမှာချပေးထားတဲ့ link ရဲ့တစ်ဆင့်ဝင်ပြီးတော့အဲ့ဒီမှာကျွန်တော်ချပေးထားတဲ့ Telegram software လေးကို download ဆွဲလိုက်ရုံပါပဲဗျလို့ download ဆွဲပြီးပြီဆိုတာနဲ့တကယ်ချင်းရဲ့လက်ရှိဖုန်းနံပါတ်နဲ့အကောင့်ကိုရိုက်ထည့်လိုက်ပါအဲ့ဒီလိုမျိုးရိုက်ထည့်ပြီးလို့ကိုယ်ကြီးကြလာတဲ့အခါတကယ်ချင်းရဲ့အကောင့်လေးတိုင်းဝင်ပြန်ရမှာဖြစ်ပါတယ်ဗျပြီးလို့ရှိရင်တော့တကယ်ချင်းရဲ့အကောင့်ဒီလုံးဝ Premium ဝယ်ထားတဲ့အကောင့်လေးပဲဖြစ်နေပါလိမ့်မယ်ဗျအရင်ကတကယ်ချင်းတို့ကြုံတွေ့ခဲ့တဲ့အခက်အခဲတွေTelegram ပြဿနာတွေအားလုံးလုံးဝဖြေရှင်းပြီးသားလည်းဖြစ်သွားပါလိမ့်မယ်ဗျကျွန်တော်တင်ပေးတဲ့ဗီဒီယိုလေးကိုကြိုက်ရင်တဲ့ဆိုလို့ရှိရင်လည်းအားလုံးပဲအပေါင်းနဲ့နှိပ်ပါအောင်ဗျအသေးလေးလည်းပေးခဲ့ကြပါlike and subscribe လေးတစ်ချက်လုပ်ပေးဖို့မြတ်တာရက်ခံပါတယ်ဗျဒီဗီဒီယိုလေးကိုကျွန်တော် TikTok နဲ့ YouTube မှာတင်ပေးသွားမှာဖြစ်လို့အားလုံးပဲအားပေးကြပါအောင်နောက်မှလည်းတကယ်ချင်းတို့အဆင်ပြေနိုင်မယ့်အကြောင်းအရာတင်ဆက်ပေးသွားပါဦးမယ်ဗျဟုတ်ကဲ့ပါဗျကျွန်တော်ကတော့ A ပဲဖြစ်ပါတယ်ဗျ Oh,